ရှေးခါကအိန္ဒိယနိုင်ငံမှာဘုရားရှင်ကိုအလွန်ကြီးညိုတဲ့ဥပါဒကတယောက်ရှိခဲ့ပါတယ်။သူ့နာမည်ကတော့ဓမိကဥပါဒကဖြစ်ပါတယ်။သူဟာတီလကိုအမြဲစောင့်ထိန်ပြီးကောင်းမှုများစွာပြုလုပ်ခဲ့သူဖြစ်ပါတယ်။ဒီနေ့မှာတော့အလွန်ပြင်းထန်တဲ့ယောဂတစ်ခုကြောင့်အသက်ကနေရနီးလာခဲ့ပါတယ်။ဒါပေမဲ့သူတည်ဆုံးမဲ့အချိန်မှာလူတိုင်းမငင်နိုင်တဲ့အရာတစ်ခုပေါ်လာခဲ့ပါတယ်။ကောင်းကင်ထဲကတောက်ပတဲ့နေသားတွေဆင်းလာပြီးသူ့ကိုခေါ်ယူဖို့စောင့်နေခဲ့ပါတယ်။ဘာကြောင့်ဒီလိုထူးဆန်းတဲ့အရာတွေဖြစ်ပေါ်လာခဲ့သလဲ။ဒီနေ့ဇလန်းထဲမှာဓမ္မမိတ်ဆွေတို့သိရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဆက်လိုက်ကြရအောင်နော်။ရှေးအခါကအိန္ဒိယနိုင်ငံတွင်တာဝတိဟုခေါ်သောမြို့ကြီးတစ်မြို့ရှိခဲ့ဘူးသည်။ထိုမြို့ကြီးမှာလူများစွာနေထိုင်သောစီကားသည့်မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ထိုမြို့၏အနီးတွင်ဖျားရှင်နှင့်တန်ဃာတော်များတည်တံ့ထုံသောဇေတဝန်ကျောင်းတော်ကြီးတည်ရှိလေသည်။မြို့သူမြို့သားများသည်ဖျားရှင်ထံသွားပြီးနေတိုင်းတရားနာကြသည်။ထိုမြို့တွင်လူတိုင်းလေးစားကြသောဓမိကဥပါဒကဟုခေါ်သောလူတစ်ယောက်လေးနေထိုင်လျက်ရှိပါတယ်။ဓမိကဥပါဒကသည်ချမ်းသာကြွယ်ဝသောသူဖြစ်ပေမဲ့လေမမ်းမမရှိတတ်ပေစိတ်တဘောထားအလွန်ကောင်းမွန်ပါတယ်။သူသည်ဖျားတရားသံဃာကိုအလွန်ကြည်ညိုကာနေ့တိုင်းမနက်အလင်းတောင်ထွက်လာသည်နဲ့တပြိုင်နက်မနက်စောစောထပြီးဖျားရှင်ဤဂုဏ်တော်များကိုအာယုံပြုတတ်တဲ့အလေးအကျင့်ကောင်းလေးရှိတတ်ပါသေးတယ်။ဒီနေ့တွင်သူသည်သားသမီးများကိုခေါ်ပြီးဆုံးမသွန်သင်သည်မှာသားတို့သမီးတို့ဘဝမှာအရေးကြီးဆုံးအရာကပတ်စံမဟုတ်ဘူးတီလနဲ့ကောင်းမှုတွေပဲလို့ဆုံးမဩဝါဒပေးလိုက်ပါတယ်။သားသမီးများဟာလည်းသူတို့ဖခင်၏အနစ်စာရရှိတဲ့စကားတွေကိုနေ့စဉ်နေ့တိုင်းကြားနေရတဲ့အတွက်အလွန်ရင်ကျေးလိမ်မာတဲ့သားလိမ်မာသမီးလိမ်မာလေးဖြစ်နေကြပါတယ်။ဓမိကဥပါဒကကိုယ်တိုင်ကလည်းဖခင်ကောင်းပိတစွာစံပြအနေနဲ့နေ့တိုင်းငါးပါးသီလကိုမပြတ်စေဘဲအမြဲတမ်းဆောင်ထိန်သည်။သူသည်အမြဲတမ်းကောင်းသောစိတ်နဲ့နေထိုင်သည့်အတွက်ကြောင့်မြို့သူမြို့သားများကလည်းသူ့ကိုအလွန်လေးစားကြလေသည်။ဓမိကဥပါဒကသည်မိမိအတွက်သာမဟုတ်ဘဲသူ့သားသမီးများကိုလည်းတရားလမ်းမှန်များသင်ကြားပေးသည်။ဒီနေ့တွင်သူသည်သားသမီးများကိုခေါ်ပြီးပြောသည်မှာသားတို့ဘဝမှာလူကားဖြစ်ဖို့အရေးကြီးတယ်။တီလကိုစောင့်ထင်းရင်ဘဝကအမြဲတမ်းလုံခြုံတယ်။သားသမီးများကလည်းအဖေဤစကားကိုနားထောင်ပြီးကောင်းသောအကျင့်များကိုလေ့လာကြသည်။အဲဒီလိုကုသိုလ်ကောင်းမှုတွေလုပ်ကာဘဝမှာပျော်မွေ့နေထိုင်ရင်အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာသည်နဲ့အမျှဓမိကဥပါဒကဟာလည်းအသက်တွေကြီးကာအိုမင်းမစွမ်းဖြစ်လာခဲ့ပါတယ်။ဒီနေ့တွင်သူသည်ယောဂတစ်ခုခံစားလာခဲ့ရသည်။အစမှာတော့တင်းငယ်သောယောဂသာဖြစ်မယ်ဟုထင်ခဲ့ကြသည်။သို့သောရက်များကြာလာသည်နှင့်အမျှယောဂသည်ပိုမိုပြင်းထန်လာခဲ့ကာဓမိကဥပါဒကဟာလည်းအိယာဘော်ရင်သာဘုံဘုံလဲနေရတော့သည်။သားသမီးများကသူတို့အဖေကိုကြည်သည်အလွန်ဝမ်းနည်းနေကြလေသည်။သို့တော့တေမင်းနဲ့ရင်ဆိုင်နေတဲ့အချိန်မှာတော့ဓမိကဥပါဒကဤမျက်နှာပေါ်မှာကြောက်ရွံ့မှုလုံးဝမရှိခဲ့ပါဘူး။သူသည်တင်းငိမ့်စွာပြောလိုက်သည်။သားတို့လူတိုင်းဒီနေ့အသေးဆုံးရမှာပဲ။ဒါပေမဲ့ကောင်းမှုလုပ်ထားသူကကြောက်စရာမလိုဘူးလို့တီတီငိမ့်ငိမ့်နဲ့ပြောလိုက်လေသည်။အဲဒီလိုနေမကောင်းဖြစ်နေတဲ့အချိန်မှာဓမိကဥပါဒကသည်သားသမီးများကိုသားတို့သမီးတို့အဖေတန်ဃာတော်များကိုဖူးတွေ့ကြည့်နေတန်ဃာတော်အရှင်တို့မြတ်များကိုဖိတ်ဖေပါလို့ပြောကြလိုက်တဲ့အချိန်မှာသားသမီးများကလည်းသူတို့ဖခင်၏နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခြင်းသာနဲ့ချက်ချင်းပင်ဇေတဝန်ကျောင်းသို့သွားပြီးတန်ဃာတော်များကိုဖိတ်ကြလေသည်တန်ဃာတော်များဓမိကဥပါဒက၏အိမ်သို့ကြွလာကြတဲ့အခါအိမ်တွဲမှာမိသားစုများကအလွန်ဝမ်းမြောက်သွားကြသည်ဓမိကဥပါဒကသည်အိယာပေါ်မှလက်ကိုမြှောက်၍တ
တန်ဃာတော်များကိုအယိုသေးပေးသည်တန်ဃာတော်များသည်သူ့အနားမှထိုင်သည်တကားကြီးဘဲတရားကိုနာယူခြင်းတလေလို့မေးမြန်းကြလေသည်ဓမ္မိကဥပဒကတကားကြီးကလည်းအရှင်ဖျားအဆူဆူ၏လက်ဆွဲတော်တရားဖြစ်သည့်မဟာတတိပဋ္ဌာန်စုတ်တော်ကိုနာယူလိုပါသည်ဖျားလို့လျှောက်ထားလိုက်တဲ့အခါမှာတန်ဃာတော်များကလည်းဓမ္မိကဥပဒကနာယူခြင်းနဲ့မဟာတတိပဋ္ဌာန်စုတ်တော်ကိုဟောကြားပေးကြသည်တရားတော်သည်စိတ်ကိုငြိမ်းချမ်းစေသောအလင်းရောင်ကဲ့သို့ဖြစ်သည်တရားကိုစောင့်ရှောက်သူကိုတရားကတဖန်ပြန်လဲစောင့်ရှောက်သည်ဆိုသလိုပဲဓမ္မိကဥပဒကကြီးမဟာတတိပဋ္ဌာန်တရားတော်ကိုနာယူနေချိန်မှာအလွန်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့သည်ကောင်းကင်ထဲကအလွန်တောက်ပတဲ့အလင်းရောင်များပေါ်လာကထိုအလင်းရောင်ထဲမှနတ်ပြည်6ထက်ကနတ်ရထား6ဆင်းအသီးဆင်းသက်လာကြသည်နတ်သားများကဓမ္မိကဥပဒကကိုကြည့်ပြီးပြောကြသည်မှာဓမ္မိကဥပဒကသင်သည်ကောင်းမှုများစွာပြုခဲ့သည်ထို့ကြောင့်ငါတို့နဲ့နတ်ပြည်သို့လိုက်လာခဲ့ပါလို့နတ်ပြည်6ထက်ကနတ်သားများကဓမ္မိကဥပဒကကိုအလူရရဖိခေါ်ကြလေသည်ဓမ္မိကဥပဒကသည်တရားနာခြင်းမှာအာယုံမများစေရအတွက်နတ်ပြည်6ထက်ကနတ်သားများတိတ်စိတ်နေပြီးစောင့်နေကြပါလို့ပရိုကြကတရားတော်ကိုဆက်လက်နာယူလေသည်ထိုစကားကိုကြားလိုက်ကြလေတန်ဃာတော်များကဓမ္မိကဥပဒကကသူတို့ကိုတိတ်စိတ်နေဖို့ပြောသည်ဟုအထင်မှားကကျောင်းတော်သို့ပြင်သွားကြလေသည်သားသမီးများကလည်းငါတို့အဖေဟာအရင်ကကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပြီးတေမင်းနဲ့တွေ့မှကြောက်လန်းကကြောင်ချောက်ရှားပြောနေတယ်ဟုထင်မှတ်ကအနားမှာငိုကြလေသည်ဓမ္မိကဥပဒကသည်တတိနဲပြန်လဲလာကသူ့အနားမှာငိုနေကြလေသားသမီးများကိုဘာကြောင့်ငိုနေကြတာလဲလို့မေးမြန်းလိုက်သည်သားသမီးများကအဖေခုနပြောလိုက်တဲ့စကားကြောင့်တန်ဃာတော်ဒီလဲပြန်သွားခဲ့ကျွန်တော်လူကလည်းအဖေကိုတေးမာကြောက်လို့စိတ်ကြောင်လျှော့ရှားထစ်နေတဲ့ထင်ကအလွန်အမိုင်းစိတ်မကောင်းဖြစ်သွားကြတာပါလို့ပြန်ပြောပြလိုက်ကြသည်အဲ့ဒီအခါမှာတော့ဓမ္မိကဥပဒကကငါဟာတေးမာကြောက်လို့စိတ်ကြောင်လျှော့ရှားဖြစ်နေတာမဟုတ်ဘူးနတ်ပြည်6ထက်ကယထာ6ဆင်းကသူတို့နဲ့အတူနတ်ပြည်ကိုလိုက်ခဲ့ဖို့ခေါ်နေခဲ့အတွက်တရားနာမပြတ်ချင်တာနဲ့သူတို့ကိုတိတ်စိတ်နေကြပါလို့ပြောလိုက်တာပါလို့ရှင်းပြလိုက်တဲ့အခါမှာမိသားစုများကလည်းစိတ်သက်သာရာရသွားကြသည်အဲ့ဒီလိုပြောနေရင်နဲ့အာရင်တွေနှဲပါလာကနောက်ဆုံးအနေနဲ့သားသမီးများကိုနတ်ပြည်ချုပ်ထက်မှာဘယ်နတ်ပြည်ကနေခြင်းစရာကောင်းဆုံးလဲလို့မင်းမြန်းကြည့်တော့သားသမီးများကလည်းသူတည်တဲ့နတ်ပြည်ဟာဖျားအလောင်းတော်များနဲ့ဖျားလောင်းမယ်တော်များနေထိုင်ကြတဲ့အတွက်နေခြင်းစရာကောင်းဆုံးပါလို့ဖြေကြလိုက်ကြသည်ဓမ္မိကဥပဒကလည်းနတ်ပြည်6ထက်ကသူ့ကိုလာခေါ်ကြတဲ့ယထာ6ဆင်းတဲ့မှာသူတည်တဲ့နတ်ပြည်ကယထာကိုရွေးချယ်လိုက်ပြီးလူဘဝကတေဆုံးလွန်ကသူတည်တဲ့နတ်ပြည်မှာနတ်သားသွားဖြစ်လေသည်သူ့ရဲ့ခန္ဓာကိုယ်သည်အလွန်တောင့်ပနေပြီးနတ်သမီးများကလည်းသူ့ကိုဝမ်းမြောက်စွာဂရီဆိုကြလေသည်ဒီဇလန်းကနေကျွန်ုပ်တို့သင်ယူရတာကတော့တီလကိုစောင့်ထိန်ပြီးကောင်းမှုတွေပြုလုပ်တဲ့သူဟာဘဝအဆုံးမှာကြောက်ရွံ့မှုမရှိဘူးဆိုတာပါကောင်းမှုတစ်ခုလုပ်တိုင်းအကျိုးကောင်းတွေပြန်ရမှာဖြစ်ပါတယ်ဒါကြောင့်ဖရာတရားတန်ခါကိုကြည်ညိုပြီးတီလကိုစောင့်ထိန်တဲ့ဘဝကိုစ조사နေထိုင်ကြရအောင်နော်ဓမ္မမိတ်ဆွေတို့ရဲ့ဒီလိုဗုဒ္ဓဇာတ်လမ်းများကိုဆက်လက်နားထောင်ခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကို like လုပ်ပြီး channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားဖွယ်ဗုဒ္ဓဇာတ်လမ်းအသစ်များနဲ့မကြာခင်ပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်